မင်္ဂလာပါချစ်လာဆိုသောဓမ္မမိတ်ဆွေပေါင်းတို့ဖေဖော်ဝါရီ15ရက်တမန်ကာလအတွင်းဆဋ္ဌမကြိမ်မြောက်တနင်္ဂနွေနေ့မှာဖတ်ရှုရတဲ့ဖျားသခင်နှုတ်ကပတ်တော်ကိုဝေမျှပေးလိုပါတယ်ပထမကျမ်းစာကိုစီရက်ကျမ်းစာကကောက်ထုတ်ထားပြီးတော့ဖျားသခင်ဟာသူ့ရဲ့ဉာဏ်ပညာတော်ကြီးမားခြင်းမှာလူသားများကိုလွတ်လပ်ခြင်းကိုပေးထားတယ်ဆိုတာကိုပြောတယ်လူတွေမမွေးဖွားခင်ကတည်းကလူတယောက်ဟာသူဘလို့နေထိုင်ရမလဲဆိုတဲ့ပြည့်ညတ်တော်ကိုချမှတ်ထားပြီးသားဖြစ်တယ်။မြည်နဲ့ရေကိုပေးထားတဲ့ပုံစံမျိုးရှင်ရင်းနဲ့သေခြင်းကိုပေးထားတဲ့ပုံစံမျိုးလူကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားပါတယ်။ဖျားသခင်ဟာဘသူကိုမှမကောင်းမှုဒုစရိုက်ကိုလုပ်ဖို့အခွင့်မပြုပါဘူး။လူကသူ့ဟာသူလွတ်လပ်စွာရွေးချယ်လုပ်ခံခြင်းသာလျှင်ဖြစ်တယ်ဆိုတာကိုတမန်ကျမ်းစာတော်ကမိမောင်းထိုးပြထားပြီးပါတယ်။အဲဒါကြောင့်မလို့ဘယ်သူမှကိုမကောင်းမှုတွေလုပ်ပြီးတော့ဖျားခင်ကငါ့ကိုမကောင်းမှုကိုလုပ်ကင်စေတယ်ငါ့ကိုအပြစ်ကျူးလွန်စေတယ်လို့ပြောလို့မရပါဘူး။ဖျားခင်ကလူကိုလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ကိုသာလျှင်ပေးထားခြင်းဖြစ်ပါတယ်။အဲ့ဒီကျမ်းစာကိုကြားနာပြီးတဲ့ချိန်မှာဆာလံရေးတဲ့ပုဂ္ဂိုလ်ကဘလို့တုံ့ပြန်ပြီးပြောထားလဲဆိုလို့ရှိရင်ဖျားခင်တရားတော်ကိုလိုက်ကျင့်တော်သူတို့သည်မင်္ဂလာရှိကြ၏လို့ပြောထားတယ်မှန်ပါတယ်ဖျားခင်ရဲ့တရားလမ်းတော်အတိုင်းနေထိုင်ကျင့်ကြံတဲ့သူတွေဟာအမှန်တကယ်မင်္ဂလာရှိတဲ့သူတွေဖြစ်ပါလိမ့်မယ်ဒါကြောင့်မို့ဆာလံရေးတဲ့ပုဂ္ဂိုလ်ကနေဖျားခင်ရဲ့တရားလမ်းတော်ကိုသိပြီးတရားလမ်းတော်အတိုင်းကျင့်ကြံနေထိုင်နိုင်ဖို့တရားလမ်းတော်ကနေမှတွေ့ဖယ်မသွားဘဲနဲ့တိကျစွာတစ္ဆာရှိစွာလိုက်နာဖို့အတွက်ဉာဏ်ပညာအလင်းကျေးဇူးခွန်အားတတ္တိကိုပေးသနာပါဆိုပြီးတော့ဖွဲ့ဆိုထားခြင်းဖြစ်ပါတယ်ဒုတိယကျမ်းစာမှာကတော့ကောရိန္သုမြို့သားတွေထံကိုရှင်ပေါလုရေးလိုက်တဲ့စုမစာပထမဆောင်ကကောက်နှုတ်ဖတ်ရှုခြင်းဖြစ်ပါတယ်ရှင်ပေါလုအနေနဲ့ဉာဏ်ပညာတော်ကိုအင်မတန်မှတန်ဖိုးထားကြတဲ့ကောရိန္သုမြို့သားတွေကိုပြောတာကလောကကပေးတဲ့ဉာဏ်ပညာဟာစစ်မှန်တဲ့ဉာဏ်ပညာတော်မဟုတ်ဘူးဖျားခင်ပေးသနာတော်မူတဲ့ဉာဏ်ပညာတော်သာလျှင်စစ်မှန်တဲ့ဉာဏ်ပညာဖြစ်တယ်ဂရိလူမျိုးတွေဟာဉာဏ်ပညာရှိခြင်းကိုဂုဏ်ယူစွာနဲ့တက်မဲ့ကြတယ်အဲဒါကြောင့်ရှင်ပေါလုကငါတို့ဟာအစိုးကောင်းအမှန်မှန်ကိုခွဲခြားနိုင်တဲ့အစွမ်းတွေအမှားနဲ့မှန်ကိုသိနိုင်တဲ့ဉာဏ်ပညာဆိုတာကဖျားခင်ပေးတဲ့ဉာဏ်ပညာသာလျှင်ဖြစ်တယ်ဖျားခင်ကဒီဉာဏ်ပညာတော်ကိုဝိညာဉ်တော်ဖျားဖြင့်ပေးသနာတော်မူတယ်ဆိုတော့ကိုရှင်ပေါလုကရှင်းပြထားပါတယ်ဧဝံဂေလိကျမ်းစာမှာတော့သခင်ခရစ်တော်ရဲ့တောင်ပေါ်မှာဟောကြားတော်မူသောတရားဒေသနာတော်ကိုဆက်လက်ကြားကြခြင်းဖြစ်တယ်။ရှင်မာတေဦးအခန်းကြီး9-6နဲ့ခွန်ဟာခရစ်ယာန်တယောက်ကျင့်ကြံနေထိုင်ရမယ့်အခြေခံဥပဒေစည်းမျဉ်းတွေလို့လည်းပြောလို့ရပါတယ်။ဒီအခြေခံစည်းမျဉ်းဥပဒေတွေထဲမှာသခင်ခရစ်တော်ကငါဟာတရားဥပဒေကျမ်းတွေပရောဖက်ကျမ်းတွေကိုပယ်ဖျက်ဖို့လာတာမဟုတ်ဘူး။ပြည့်စုံစေဖို့လာခြင်းဖြစ်တယ်။တရားဥပဒေကိုပြည့်စုံစေတဲ့ပထမအချက်ကဘာလဲဆိုရှင်ဖျားသခင်ရဲ့ပြည့်ညတ်တော်တွေတရားဥပဒေကိုလိုက်နာတဲ့ချိန်မှာအပြင်ပလိုက်နာတာထက်အတွင်းစိတ်နှလုံးသားကအင်တာမှအရေးကြီးတယ်ဆိုတော့ပြောပြထားပြီးတယ်ဒါကြောင့်မို့လို့အပြင်ပလိုက်ကျင့်ခြင်းတွေထက်ကိုယ့်ရဲ့စိတ်နှလုံးသားထဲမှာခိုင်မာစွာခံယူကျင့်ကြံခြင်းကသာလျှင်ပို့ပြီးတော့အကျိုးရှိတယ်ဆိုတော့သင်ကြားပြီးတယ်ဒီကနေ့ကြားတဲ့အပိုင်းမှာတော့တရားဥပဒေဆိုင်ရာအချက်၃ချက်ကိုပြေဝစေတာဖြစ်တယ်မင်းတို့ရဲ့ဘိုးဘေးတွေမှာတော့အဲ့ဒီလိုပြောထားတယ်ငါအနေနဲ့တော့ဒီလိုပြောတယ်ဆိုပြီးတော့ဥပဒေကိုပြည့်စုံစေခြင်းဖြစ်တယ်သူပေးခဲ့တဲ့အချက်၃ချက်ကတော့ပထမတစ်ခုကအမျက်ဒေါသနဲ့ပတ်သက်တဲ့အကြောင်းကိုပြောတယ်ဒုတိယချက်ကတော့လူရဲ့ကိလေသာစိတ်ကိုပြောတယ်တတိယတစ်ချက်ကတော့ကိုယ့်ရဲ့ဘဝမှာမှန်ကန်စွာနေထိုင်ခြင်းဆိုတာဘာလဲဆိုတာကိုသင်ကြားပေးခြင်းဖြစ်ပါတယ်အမျက်ဒေါသထွက်တယ်ဆိုတဲ့နေရာမှာသူများကိုတတ်လိုက်မှမဟုတ်ဘူးတပားသူပေါ်မှာအမျက်ဒေါသထွက်တယ်အမျက်ဒေါသအလျောက်ပြောဆိုပြုမှုမိတယ်ဆိုလို့ရှိရင်အဲ့ဒီလူဟာအပြစ်ဒဏ်ခံသင့်တယ်ဆိုတာကိုပြောတယ်သူတစ်ပါးရဲ့သားများကိုကိုယ်ထီးလျောက်ပြစ်မှားတာမဟုတ်ဘဲနဲ့သူတစ်ပါးရဲ့သားများကိုကိုယ့်ရဲ့အတွင်းစိတ်ထဲကနေမှပြစ်မှားမိရင်တော့မှအဲ့ဒီလူဟာအပြစ်ဒဏ်စီရင်ခြင်းကိုခံရမယ်ဆိုပြီးတော့အတွင်းစိတ်နှလုံးသားကစဖြူစင်နေရမယ်ဆိုတဲ့အကြောင်းကိုသင်ကြားပေးခြင်းဖြစ်တယ်တတိယမှန်ကန်ခြင်းမှာကြားလို့ရှိရင်ကိုပြောတဲ့ຢာကဟုတ်ရင်ဟုတ်တယ်
မဟုတ်ချင်မဟုတ်ဘူးဆိုတာကိုပြက်ပြက်သားသားပြောပြီးတော့ကိုယ့်ရဲ့စကားအတိုင်းပဲမှန်ကန်တည်စွာနေကြပါဆိုပြီးတော့သင်ကြားပေးခြင်းဖြစ်ပါတယ်။ဘုရားသခင်နှုတ်ကပတ်တော်တွေကိုကြားနာပြီးကိုယ့်ရဲ့စိတ်လုံးသားထဲမှာထောက်ရှုဆင်ခြင်ခြင်းအဖြစ်ကိုယ့်ရဲ့ဘဝတက်တာကိုဘယ်လိုနေထိုင်သင့်တယ်လဲဆိုတာကိုသိနိုင်တဲ့ဉာဏ်ပညာတွေရရှိနိုင်မှုဘုရားသခင်ထံမှာကျေးဇူးတော်များတောင်းခံကြပါစို့ကျွန်တော်တို့အားလုံးကိုဘုရားသခင်ကောင်းချီးပေးတော်မူပါစေ။